အားလုံးပဲမင်္ဂလာပါခင်ဗျာ Global New မင်္ဂလာသတင်းတင်ဆက်မှုကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုတင်ဆက်မယ့်သတင်းကတော့ American ရဲ့ Iran စိတ်ကမ်းပိတ်ဆို့မှုကြောင့်ဘလို့အကျိုးဆက်တွေဖြစ်လာနိုင်တဲ့ Iran ရဲ့တုံ့ပြန်မှုကရောဘလောက်အထိပြင်းထန်နိုင်မလဲဒီလိုရဲ့ကြောင့်နှစ်ဖက်စလုံးကရင်ဆိုင်ရမယ့်စိန်ခေါ်မှုတွေကိုကျွန်တော်တို့စုစည်းတင်ဆက်ပေးတော့မှာဖြစ်ပါတယ် Hormuz ရေလက်ကြားရဲ့စစ်ရေးတင်းမာမှုဟာအခုဆိုရင်တကမ္ဘာလုံးကစောင့်ကြည့်နေရတဲ့အခြေအနေကိုရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်American ဗဟိုစစ်ဌာနချုပ်ရဲ့ထုတ်ပြန်ချက်အရယမနေ့မြန်မာစံတော်ချိန်ည8:00နာရီခွဲကစတင်ပြီး Iran စိတ်ခမ်းတွေကိုပိတ်ဆို့မှုတွေပြုလုပ်လိုက်ပြီဖြစ်ပါတယ်။ဒီပိတ်ဆို့မှုဟာတာမန်ပင်လယ်ပြင်တားဆီးမှုမျိုးမဟုတ်ဘဲအလွန်ကျယ်ပြန့်ပြီးရှုပ်ထွေးတဲ့စစ်ရေးလုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။ American ရေလက်ရဲ့အငိမ့်စားဗိုလ်ချုပ်ကြီး James Stavridis ရဲ့သုံးသပ်ချက်အရဒီပိတ်ဆို့မှုကိုထိရောက်စွာအကောင့်အထည်ဖော်ဖို့အတွက် American ရေတပ်ဟာအရင်းအမြစ်အမြောက်အများကိုအသုံးပြုရမှာဖြစ်ပါတယ်။အဓိကအားဖြင့်လေကြောင်းကာကွယ်ရေးအတွက်လင်းရင်တင်ပေါ်အနည်းဆုံးတစ်စီးဒါမှမဟုတ်နှစ်စီးခန့်ဒေတာတွေမှာအသင့်ရှိနေရမှာဖြစ်တယ်လို့အီရန်စိတ်ကမ်းတွေရဲ့အပြင်ဘက်မှာလည်းဖြတ်တင်ပေါ်တွေကင်းလေတင်ပေါ်တွေနဲ့ frigate တင်ပေါ်အစရှိရဲ့စစ်ရေးရင်အစည်းရေ30ကျော်လောက်ကိုအမြဲတမ်းနေရာချထားရမှာဖြစ်ပါရီဒါအပြင်အနီးကပ်စောင့်ကြည့်ဖို့အတွက်မြန်နှုံးမြင့်ကင်းလေရင်အငယ်စားအစည်းရေဓာစီနဲ့ချီပြီးလွတ်မှာဖြစ်တယ်လို့ကုန်းမြေအခြေဆိုင်လေတပ်အင်အားနဲ့လည်းလေချောင်းစိုးမွေးမှုကိုတိစောက်ထားရမှာဖြစ်ပါရီဒီနေရာမှာအရေးကြီးတဲ့အချက်ကတော့ American အစိုးရရဲ့မူလရည်ရွယ်ချက်နဲ့လက်ရှိလှုပ်ဆောင်မဲ့နီးဗျူဟာကြားကကွဲပြားခြားနားမှုပဲဖြစ်ပါတယ်။သမ္မတ Trump က Hormuz ရေလက်ကြားတစ်ခုလုံးကိုအလုံးစုံပိတ်ပစ်ဖို့ကနဦးကပြောဆိုခဲ့ပေမဲ့လက်ရှိဗဟိုစစ်ဌာနချုပ်ရဲ့အစီအစဉ်ကတော့ Iran စိတ်ကမ်းတွေကိုပဲတီးတန့်ပိတ်ဆို့ဖို့ဖြစ်ပါတယ်။ဒါဟာအလွန်ပါနတ်တဲ့ခွဲခြားမှုတစ်ခုဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ Hormuz ရေလက်ကြားတစ်ခုလုံးကိုပိတ်ပစ်လိုက်ရင်ကမ္ဘာရေနံစီးဆင်းမှုကိုပါထိခိုက်စေမှာဖြစ်ပေမဲ့ Iran စိတ်ကမ်းတွေကိုပဲပိတ်ဆို့ခြင်းအပြင် Iran ရဲ့စီးပွားရေးကိုတိုက်ရိုက်ထိခိုက်စေပြီးကြံတဲ့နိုင်ငံတကာကုန်သွယ်မှုတွေကိုတော့ဆက်လက်ခွင့်ပြုထားနိုင်မှာဖြစ်ပါတယ်။ဒါပေမဲ့ဒီလိုပိတ်ဆို့ဖို့ကြိုးစားခြင်းဟာအလွန်အန္တရာယ်များတဲ့ကစားပွဲတစ်ခုဖြစ်လာနိုင်ပါတယ်။ဒီပိတ်ဆို့မှုဟာ Iran ရဲ့ရေနံတင်ပို့မှုကိုအဓိကထားပြီးဖျက်တောက်မှာဖြစ်တဲ့အထက် Iran ရဲ့စီးပွားရေးကိုအကြီးအကျယ်ထိုးနှံနိုင်မှာဖြစ်ပါတယ်။ American ရဲ့ view ဟာကတော့ Iran ကိုစစ်တရတိုက်ခိုက်တာထက်သူတို့ရဲ့စီးပွားရေးအသက်သွေးကြောကိုပိတ်ဆို့ပြီးအချက်ကွန်ဖို့ကြိုးစားတာထက်ပါတယ်။ဒါပေမဲ့ဒီလုပ်ငန်းစဉ်ဟာရေရှည်စီမံကိန်းတကူဖြစ်လာနိုင်ပါတယ်။ American တမိုင်းကပြည်တွင်းစစ်ကာလပိတ်ဆို့မှုတွေတုန်းကလိုပဲအောင်မြင်ဖို့အတွက်နှစ်နဲ့ချီပြီးအချိန်ယူရနိုင်ပါတယ်။ Iran ဘက်ကလည်းညင်ခံနေမှာမဟုတ်ပါဘူး။သူတို့မှာတုံ့ပြန်နိုင်တဲ့နီးလန်းတွေအများကြီးရှိနေပါသေးတယ်။ဥပမာအားဖြင့်ရေလက်ကြားတွေမှာရေအောက်မိုင်းတွေထပ်မံထောင်တာကမ္ဘာအနှောက်မှာအကြမ်းဖက်မှုတွေဖန်တီးတာဒါမှမဟုတ်ရုရှားရဲ့အကူအညီနဲ့စိုက်ဘာတိုက်ခိုက်မှုတွေပြုလုပ်တာမျိုးတွေဖြစ်လာနိုင်ပါတယ်။အဆိုးဆုံးကတော့ Iran ဟာပင်လယ်ကွေ့ဒေသကအာရပ်နိုင်ငံတွေရဲ့ရေနံအခြေခံအဆောက်အဦတွေကိုဒုံးမြတ်တွေနဲ့တိုက်ခိုက်လာနိုင်တဲ့အန်ဒီယေပဲဖြစ်ပါတယ်။ဒါကြောင့်အခုချိန်ဟာဝါရှင်တန်နဲ့တီ Iran ကြားမှာဘယ်သူကအငြင်းမျက်လုံးခတ်မလဲဆိုတာကိုစောင့်ကြည့်ရမယ့်အဆုံးဖြတ်အခိုက်အတန့်ကိုရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။စစ်ဘက်ဆိုင်ရာကျွမ်းကျင်မှုတွေရဲ့အဆိုအရဒီပိတ်ဆို့မှုဟာပထဝီအနေထားအရကြည့်ရင်ဗင်နီဇွဲလားဒါမှမဟုတ်ကျူဘာနိုင်ငံတွေကိုပိတ်ဆို့တာထက်လွယ်ကူနိုင်တယ်လို့ထင်ရပေမဲ့လက်တွေမှာတော့တင်ပေါ်သွားလာမှုအလုံးများပြားတဲ့အထွတ်အလုံးရှုပ်ထွေးပါတယ်စစ်မထစ်ခင်ကာလဒီရေလက်ကြားကိုဒီနေ့ကိုပြန်မြတင်ပေါ်အစီးရေ135စီဖြတ်တန်းခဲ့တာဖြစ်ပါတယ်ဒီတင်ပေါ်အလုံးကိုထိန်းချုပ်ဆိုတာမလွယ်ပါဘူး American ရေတပ်ဟာ Hormuz ရေလက်ကြားရဲ့တန်ဘတ်ချမ်းဖြစ်က Oman ပင်လယ်ကွေ့နဲ့ Arab ပင်လယ်ဘက်ကနေအဓိကပိတ်ဆို့မှာဖြစ်ပါတယ်မြောက်ဘက်နှုံကိုတော့ Arab စော်ပြားမီဖိတောင်စုနဲ့ Saudi Arabia တို့ကကူညီပေးနိုင်ရင်ပို့ပြီးထိရောက်မှာဖြစ်ပါတယ်လက်ရှိမှာတော့ American ကနိုင်ငံထဲလုဆောင်မဲ့ပုံစံမျိုးရှိနေပေမဲ့မဟာမိတ်တွေရဲ့အကူအညီကအလွန်အရေးကြီးပါတယ်အဓိကပြစ်တာကတော့ Iran ကိုအခွန်ထပ်ပေးပြီးဖျက်တတ်မဲ့တင်ဖို့မှန်တယ်များကိုတားဆီးဖို့ဖြစ်ပါတယ်ဒီနေရာမှာ Iran နဲ့ကုန်သွယ်မှုရှိနေတဲ့တရုတ်လိုနိုင်ငံမျိုးနဲ့ပါထိတ်တိုက်တွဲဆိုမှုတွေဖြစ်လာနိုင်တဲ့အတွက်အလွန်တတိထားကင်တွယ်ရမယ့်အနေအထားဖြစ်ပါတယ်Iran ရဲ့ရေတပ်ဟာအရင်ကတိုက်ခိုက်မှုတွေကြောင့်အားနည်းသွားပြီလို့ဆိုနိုင်ပါတယ်ဒါပေမဲ့သူတို့မှာပျောက်ကြားစစ်စင်နဲ့ဆင်နွှဲနိုင်တဲ့လွီလီလေးတွေနဲ့ကုန်းပေါ်ကနေပစ်ခတ်နိုင်တဲ့ဒုံးမြတ်အမြောက်များရှိပါသေးတယ်။ဒါကြောင့် American ရဲ့ဒီပိတ်ဆို့မှုဟာ Iran ကိုစေနာညော်ကြားရေးစာပွင့်ပေါ်စီပြန်ခေါ်လာမလားဒါမှမဟုတ်ပိုပြီးဆိုးရွားတဲ့စစ်ပွဲတစ်ခုစီကိုဥတီသွားမလားဆိုတာကတော့အလွန်စိုးရိမ်စရာပေါင်းပါတယ်။အထူးသဖြင့်ကမ္ဘာရေနံစင်နှုန်းတွေခုနှစ်ရက်မြတ်စရာအင်ချက်ချင်းခုန်တက်သွားတာဟာဒီတင်းမာမှုရဲ့နှုတ်ဆက်တွဲစိုးကျိုးတွေကိုပြသနေတာဖြစ်ပါတယ်။ American အနေနဲ့ဒီပိတ်ဆို့မှုကိုအောင်မြင်စွာလှုပ်ဆောင်နိုင်မလားIran ကရောဘယ်လိုမျိုးအပြင်းထန်တုံ့ပြန်လာမလဲဆိုတာကတော့လာမယ့်ရက်ပိုင်းအတွင်းမှာပိုပြီးရှင်းလင်းလာတော့မှာဖြစ်ပါတယ်။ Hormuz ရေလက်ကြားတွင် American ရဲ့ပိတ်ဆို့မှုလုပ်ငန်းစဉ်တွေစတင်လာတာနဲ့အမျှ Iran ရဲ့တုံ့ပြန်နိုင်စွမ်းနဲ့သူတို့ရဲ့စီးပွားရေးပေါ်ဘလောက်အထိသက်ရောက်မှုရှိနိုင်မလဲဆိုတာကအဓိကမေးခွန်းဖြစ်လာပါတယ်။ Iran ဟာဒီလိုစီးပွားရေးအရာအချက်ကိုမှုတွေကိုခံနိုင်ပါမလားဆိုတာနဲ့ပတ်သက်ပြီးစစ်ဘက်ကျွမ်းကျင်မှုတွေကအမျိုးမျိုးသုံးသပ်နေပါတယ်။ Iran ရဲ့ရေနံစိမ်းတင်ပို့မှု90%ကစစ်မထစ်ခင်ကာလတွေမှာဒီ Hormuz ရေလက်ကြားနဲ့ခတ်ကျွန်းရေနံစိတ်ကမ်းတွေကိုပဲအဓိကအားထားခဲ့ရတာထက်ပါတယ်။အခုနောက်မှာ American ကစိတ်ကမ်းတွေကိုပိတ်ဆို့ရုံတင်မကခတ်ကျွန်းလိုအဓိကကြတဲ့နေရာတွေပါထိန်းချုပ်ဖို့စူးစမ်းလာမယ်ဆိုရင် Iran တော့အလွန်ကြီးကြီးမားထိုးနှက်ချက်တစ်ခုဖြစ်လာမှာတေချာပါတယ်။
ဒါပေမဲ့အီရန်မှာလည်းဒီပိတ်ဆို့မှုကိုကြော်လွှားနိုင်မဲ့တခြားနည်းလမ်းတွေရှိနေပါသေးတယ်။ဥပမာအားဖြင့်ရုရှားနဲ့ဆက်သွယ်ထားတဲ့ Caspian ပင်လယ်လမ်းကြောင်းဟာအီရန်တို့အရေးပါတဲ့အသက်ရှူပေါက်တစ်ခုဖြစ်နေပါတယ်။ဒီလမ်းကြောင်းကနေတဆင့်ကုန်သွယ်မှုပြုလုပ်တာကိုတော့အမေရိကန်အနေနဲ့ထိရောက်စွာတားဆီးနိုင်ဖို့ခက်ခဲပါလိမ့်မယ်။ဒီတော့အိမ်မှာနဲ့နေတိုရဲ့အဆင့်မြင့်တပ်မှုတစ်ဟောက်ခဲ့တဲ့အငိမ့်စားဘူချုပ်ကြီး Wesley Clark ရဲ့သုံးသက်ချက်အရဒီပိတ်ဆို့မှုဟာအမေရိကန်အတွက်အလွန်အရေးကြီးတဲ့အတားအဆီးတစ်ခုဖြစ်တယ်လို့ဆိုပါတယ်။အမေရိကန်ဟာရေလက်ကြားတယ်မကအီရန်ရဲ့ကိုင်းတော်ချင်းတစ်ခုလုံးကိုပါစောင့်ကြည့်ပိတ်ဆို့ဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။ပြီးခဲ့တဲ့အပတ်ကတရုတ်တင်ပေါ်တွေအီရန်စိတ်ကမ်းတွေကိုလာရောက်စိုက်ကပ်ပြီးဒုံးမြတ်လောင်ချန်ထုတ်လုပ်ရမှာသုံးတဲ့ပစ္စည်းတွေကိုပိတ်ပို့ခဲ့တာမျိုးရှိခဲ့ပေမယ့်အခုပိတ်ဆို့မှုစတင်လိုက်ပြီဆိုရင်တော့အဲ့ဒီလိုလာရောက်ပေးပို့မှုတွေကိုအမေရိကန်ကပြက်ပြက်သားသားတားဆီးသွားမှာဖြစ်ပါတယ်။ဒါဟာအီရန်ရဲ့စစ်ရေးစွမ်းရည်ကိုပါတိုက်ရိုက်ထိခိုက်စေမယ့်လုပ်ရဖြစ်ပါတယ်။ဒီလုပ်ငန်းစဉ်ကိုအကောင့်ထဲဖို့ဖို့အတွက်ဖြတ်သင်းပေါ်ရှစ်စီးကဆယ်စီးခန့်ကိုအီရန်ကမ်းရော်ချန်တလောက်ဖြန့်တက်ထားမှာဖြစ်ပြီးသူတို့ရဲ့နောက်ခန်းမှာတော့လေယာဉ်သင်းပေါ်အုပ်စုတွေကအကာအကွယ်ပေးထားမှာဖြစ်ပါတယ်။ဒါပေမဲ့ဒီနေရာမှာအမေရိကန်စစ်သည်ရင်တွေအတွက်အလွန်ကွီးကြီးမားတဲ့စိန်ခေါ်မှုနဲ့အန်ဒီယာတွေရှိနေပါတယ်။အီရန်ဘက်မှာတင်ဘောတွေကိုအနီးကပ်မလာနိုင်ဖို့တားဆီးနိုင်တဲ့လက်နက်ခဲမြန်းတွေရှိနေသူတို့ဒါဝိဖိဒုံးမြတ်တွေရဲ့အန်ဒီယာကြောင့်အမေရိကန်လေယာဉ်တင်ဘောတွေဟာကမ်းပြေနဲ့အလွန်နီးကပ်စွာကတ်နိုင်မှာမဟုတ်ပါဘူး။အနည်းဆုံးမိုင်း100က100လောက်အထိခွာပြီးနေရာယူထားရမှာဖြစ်ပါတယ်။ဒါအပြင်ဒီစစ်စင်ရေးဟာအချိန်ကာလအပြင်ဘလောက်အထိကြာမြင့်မလဲဆိုတာမသိတဲ့အတွက်တာဝန်ကျနေတဲ့စစ်သည်ရင်တွေအတွက်နားမရနိုင်စရာမနာခက်ခဲတဲ့တာဝန်တစ်ခုဖြစ်လာပါလိမ့်မယ်။လက်ရှိမှာအဖြစ်ခတ်ရဲ့အစည်းအဝေးသဘောတရားရှိနေသေးပေမဲ့အီရန်ဘက်ကတော့ဒီပိတ်ဆို့မှုဟာအဖြစ်ခတ်ရဲ့အစည်းအဝေးကိုချိုးဖောက်တာလို့ဆွဆွဲထားပါတယ်။အကယ်၍အီရန်ဘက်ကစတင်ဖြစ်ခတ်လာမယ်ဆိုရင်တော့အမေရိကန်ဘက်ကလည်းပြင်းထန်စွာတုံ့ပြန်တော့ဖို့အသင့်ရှိနေပါတယ်။အမေရိကန်ဗဟိုစစ်ဌာနချုပ်ရဲ့ထုတ်ပြန်ချက်အရအီရန်စိတ်ကမ်းတွေကိုဝင်းထွက်မဲ့များသည့်နိုင်ငံကတင်းဘောကိုပါတားဆီးစစ်ဆေးတော့မှာဖြစ်ပါတယ်။ဒါဟာလက်တွေ့မှာဘလို့ဖြစ်လာမလဲဆိုရင်အမေရိကန်ရေတပ်ဟာပင်လယ်ပြင်စွန်းတွာလာနေတဲ့တင်းဘောမှန်သမျှကိုဆက်သွယ်ပြို့ဆိုပြီးရက်တန်ခိုင်းတာလူအရင်တက်ရောက်စစ်ဆေးတာမျိုးတွေလှုပ်ဆောင်မှာဖြစ်ပါတယ်။တင်ဘောဆောက်တွေအနေနဲ့အမေရိကန်ရဲ့အမိန့်ကိုမနာခံဘဲဆက်လက်မောင်းနေမယ်ဆိုရင်တော့အခြေအနေကပိုပြီးတင်းပါလာနိုင်ပါတယ်။အခုဆိုရင် Hormuz ရေလက်ကြားဟာကမ္ဘာအကျဉ်းမြုံဆုံးရေလမ်းကြောင်းတစ်ခုဖြစ်ပြီးခဲ့တဲ့6ပတ်အတွင်းမှာအီရန်ကခွင့်ပြုတဲ့တင်ဘောတွေကိုပဲဖျက်ဆီးခွင့်ရပေမဲ့တခြားဘာတင်ဘောမှာဖျက်ဆီးခွင့်မရဘဲတိတ်ဆိတ်နေခဲ့တာဖြစ်ပါတယ်။အမေရိကန်ရဲ့အခုလုပ်ရဟာအီရန်ကရေလက်ကြားကိုသူတို့စိတ်ကြိုက်ထိန်းချုပ်ထားတာကိုပြန်လဲတုံ့ပြန်လိုက်တာပဲဖြစ်ပါတယ်။အခုချိန်မှာအမေရိကန်ရဲ့ရေလက်ချက်ကရှမ်းပါတယ်။အီရန်ကရေလက်ကြားကိုပိတ်ထားမယ်ဆိုရင်အီရန်ရဲ့ကိုမိုင်တင်ဘောတွေပါထွက်လို့မရအောင်ပြန်ပြီးပိတ်ဆို့လိုက်တာပဲဖြစ်ပါတယ်။ဒါဟာတမိုင်းမှာတစ်ခါမှမရှိခဲ့ဘူးတဲ့အခြေအနေမျိုးဖြစ်ပါတယ်။အပိတ်ခတ်ရဲ့အစည်းအဝေးဟာဧပြီ22ရက်နေ့အထိသာအကျုံးဝင်တဲ့အထက်လာမယ့်ရက်ပိုင်းအတွင်းဟာအလွန်အရေးကြီးပါတယ်။အီရန်အနေနဲ့ဒီပိတ်ဆို့မှုကြောင့်စီးပွားရေးအရာအကြီးကျယ်ထိခိုက်လာခဲ့တဲ့အခါအပိတ်ခတ်ရဲ့အစည်းအဝေးကိုဖျောက်ဖျက်ပြီးတွန့်ပြတ်လာမလားဆိုတာကစောင့်ကြည့်ရမှာဖြစ်ပါတယ်။ဒါပေမဲ့အမေရိကန်ဘက်ကတော့ဒါဟာစစ်တိတ်ဖို့ထက်စင်းနွေးပွဲစာပွင့်ပေါ်မှာအီရန်ထက်အသာစီးရဖို့ရုပ်ဆောင်တာလို့ယုံကြည်နေပါတယ်။အီရန်ရဲ့အဓိက leverage ဖြစ်တဲ့ Hormuz ရေလက်ကြားကိုအမေရိကန်ကပြန်ပြီးထိန်းချုပ်ဖို့ကြိုးစားလိုက်တာဟာအီရန်ကတော့အချက်ရိုက်စေမယ့်ကိစ္စပဲဖြစ်ပါတယ်။အမေရိကန်နဲ့အီရန်တို့အကြားမှာဖြစ်ပွားနေတဲ့ဂီအားပြန်မှုဟာရိုးရိုးစီရေးတင်းမာမှုထက်ပိုမိုနက်စင်တဲ့စိတ်တအီရန်တိုက်ပွဲတစ်ခုအစွန်းကိုကူးပြောင်းလာခဲ့ပြီဖြစ်ပါတယ်။အခုပြုလုပ်တဲ့အီရန်စိတ်ကမ်းများပိတ်ဆို့မှုဟာအီရန်နိုင်ငံရဲ့အဓိကအားသာချက်ဖြစ်တဲ့ Hormuz ရေလက်ကြားထိန်းချုပ်မှုကိုအမေရိကန်ကတံပြန်တိုက်ခိုက်ဆင့်လိုက်တာပဲဖြစ်ပါတယ်။အီရန်ကတော့သူတို့ဟာရေလက်ကြားကိုပိတ်ဆို့ထားနိုင်စွမ်းရှိတယ်လို့ကမ္ဘာကိုအမြဲတမ်းချိန်ထောက်ခဲ့သလိုလက်တွေမှာလည်းပြီးခဲ့တဲ့စစ်တပ်ဝက်တွေအထက်မှာသူတို့ခွင့်ပြုတဲ့တင်ဘော်တွေကိုပဲဖျက်ဆီးခွင့်ရခဲ့ပါတယ်။ဒါကိုအမေရိကန်ကမင်းတို့ကရေလက်ကြားကိုပိတ်ထားမယ်ဆိုရင်ငါတို့ကမင်းတို့ရဲ့စိတ်ကမ်းတွေကိုပြန်ပြီးပိတ်ဆို့လိုက်မယ်ဆိုတဲ့ view ဟာနဲ့တွန့်ပြန်လိုက်တာဖြစ်ပါတယ်။ဒါဟာအီရန်အတွက်လုံးဝကိုမမျှော်လင့်ခဲ့တဲ့အလားအလွဲတစ်ခုဖြစ်သွားစေခဲ့ပါတယ်။ဒီစစ်စင်ရေးရဲ့နောက်ကွယ်မှာအလွန်ကြီးမားတဲ့တန်တမာရေးရာကစားပွဲတွေလည်းပါဝင်နေပါတယ်။အခုချိန်မှာပါကစ္စတန်နိုင်ငံအစ္စလာမာဘတ်မြို့မှာအမေရိကန်နဲ့အီရန်ကိုယ်စားလှယ်တွေဟာ1989ခုနှစ်အီရန်တော်လှန်ရေးနောက်ပိုင်းအဆင့်အမြင့်ဆုံးတွေ့ဆုံဆွေးနွေးမှုတွေကိုပြုလုပ်နေကြတာဖြစ်ပါတယ်။တစ်ဖက်မှာဆွေးနွေးပွဲတွေလုပ်နေပေမဲ့တစ်ဖက်မှာတော့စစ်ရေးအရအမြင့်ဆုံးဖိအားပေးတာမျိုးဟာအီရန်ကိုသူတို့ရဲ့နျူကလ িয়ার အစီအစဉ်တွေဆွန့်လွတ်လာအောင်တွန်းအားပေးဖို့ဖြစ်ပါတယ်။အမေရိကန်သမ္မတထရမ့်ရဲ့အဆိုအရဟာအီရန်ကိုနျူကလ িয়ার လက်နက်ပိုင်ဆိုင်ခွင့်လုံးဝမပေးနိုင်ဘူးဆိုတဲ့မူဝါဒကိုကင်ဆယ်ထားပြီးဒီပိတ်ဆို့မှုကတဆင့်အီရန်ရဲ့စီးပွားရေးကိုအသက်ရှူရကျက်အောင်လှုပ်ဆောင်ခြင်းချင်းဆွေးနွေးပွဲမှာအလျှော့ပေးလာအောင်လှုပ်ဆောင်နေတာဖြစ်ပါတယ်။ဒါပေမဲ့ဒီနေရာမှာအမေရိကန်အတွက်အခက်အခဲဆုံးကတော့ယူကြည်မှုတိစောက်ရေးမဲ့ဖြစ်ပါတယ်။ Hormuz ရေလက်ကြားဟာအလွန်အန္တရာယ်များတဲ့နေရာဖြစ်တယ်လို့အီရန်ကကမ္ဘာကိုကြေညာထားတဲ့အတွက်နိုင်ငံတကာတင်ပေါ်လုပ်ငန်းရှင်တွေနဲ့အာမကန်ကုမ္ပဏီတွေဟာဒီလမ်းကြောင်းကိုအသုံးပြုဖို့အလွန်စိုးရိမ်နေကြပါတယ်။အမေရိကန်ကရေလက်ကြားကိုလုံခြုံအောင်လုပ်ပေးမယ်လို့ပြောနေပြီးမြဲတင်ပေါ်ကြီးတွေနဲ့ကုန်စည်တွေကိုဒီတင်းမာမှုကြားတဲ့ဖြတ်တန်းခိုင်းဖို့ဆိုတာလက်တွေ့မှာအလွန်ခက်ခဲပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာအမေရိကန်ဖြတ်တင်ပေါ်နှုတ်စီးဟာအီရန်ကမိုင်းထောင်ထားတယ်လို့ပြောဆိုထားတဲ့နိုင်ငံတကာရေးပိုင်းတဲ့လမ်းကြောင်းကနေဖြတ်တန်းပြခဲ့ပါတယ်။
ဒါဟာလမ်းကြောင်းကလုံခြုံပါတယ်ဆိုတာကိုဖျတာဖို့စူးစမ်းတာဖြစ်ပေမဲ့ကုန်သွယ်ရေးတင်ပေါ်တွေအတွက်တော့ယုံကြည်မှုရရှိဖို့အချင်းအများကြီးယူအောင်မှာဖြစ်ပါတယ်နောက်ထပ်အရေးကြီးတဲ့ချက်ကတော့အီရန်ရဲ့အန်ဒီရဲ့ဖိနိုင်စွမ်းပဲဖြစ်ပါတယ်အီရန်ဟာသူတို့ရဲ့ပုံမှန်ရည်တက်အင်အားကြီးမားခြင်းမရှိတော့ပေမဲ့ asymmetric ခေါ်တဲ့တံပြန်စစ်ညီးဗျူဟာမှာအလွန်ကျွမ်းကျင်ပါတယ်သူတို့မှာရေအောက်မိုင်းအမြောက်အများရှိနေသလို awaiting စနစ်နဲ့ခိုင်းစေနိုင်တဲ့ပောက်ကွဲစေတတ်တဲ့လက်ငယ်တွေလည်းရှိပါတယ်အမေရိကန်တင်ပေါ်တွေကအီရန်စိတ်ကမ်းတွေလိုနီးနီးကပ်ကပ်ထွားရောက်ပိတ်ဆိုတဲ့အခါမှာအဲ့ဒီလိုအသေးစားတိုက်ခိုက်မှုတွေဟာအကြီးမားဆုံးချိန်ရောက်မှုဖြစ်လာနိုင်ပါတယ်ဒါအချင်းအီရန်ဟာသူတို့ရဲ့ရေနံတင်ပို့မှုကိုအမေရိကန်ကတားဆီးထားတဲ့အတွက်အညိုအသေးနဲ့တခြားအာရပ်နိုင်ငံတွေရဲ့ရေနံသွင်းတွေကိုဒုံးကျည်တွေနဲ့ပစ်ခတ်ဖျက်ဆီးတာမျိုးလုပ်လာနိုင်ပါတယ်ဒါဟာကမ္ဘာရေနံဈေးနှက်ကိုထိမ့်မနိုင်သိမ့်မရောက်ဖြစ်သွားစေမယ့်အန်ဒီရဲ့မျိုးဖြစ်ပါတယ်လက်ရှိမှာတော့ကမ္ဘာရေနံဈေးနှုန်းတွေဟာတရိပ်ရိပ်တက်နေပြီးနိုင်ငံတကာစီးပွားရေးအပေါ်စတင်တက်ရောက်နေပြီဖြစ်ပါတယ်ဒီပိတ်ဆို့မှုကစားဝဲမှာဘသူကပိုပြီးခံနိုင်ရရှိမလဲဆိုတာကစိတ်ဝင်စားစရာဖြစ်ပါတယ်အီရန်ကသူတို့ရဲ့စီးပွားရေးပျက်စီးသွားတာကိုပိုပြီးကြောက်သလားဒါမှမဟုတ်ကမ္ဘာကြီးကရေနံဈေးနှုန်းအဆမနာတက်သွားတာကိုပိုပြီးကြောက်သလားဆိုတဲ့အချက်ပေါ်မှာမူတည်နေပါတယ်အမေရိကန်ကတော့သူတို့ရဲ့ရေတက်အင်အားကိုယုံကြည်မှုအပြည့်ရှိနေပြီးဒီပိတ်ဆို့မှုကိုရေရှည်အကောင့်ထဲပေါ်သွားဖို့ပြင်ဆင်ထားပါတယ်ဒါဟာအီရန်နိုင်ငံရဲ့အနာဂတ်အတာတာမကအရှိအလက်ဒီ data တစ်ခုလုံးရဲ့တည်ငြိမ်မှုအတာပါအဆုံးဖြတ်ပေးမဲ့အလွန်အရေးကြီးရဲ့အချိုးအကွေတစ်ခုဖြစ်ပါတယ်အီရန်ဘက်ကအဖြစ်ခက်ရဲ့စီးရေးကိုဆက်လက်ထိန်းသိမ်းမလားဒါမှမဟုတ်စစ်ပွဲကြီးတစ်ခုစီကိုဥတီသွားမလားဆိုတာကိုလာမယ့်ရက်ပိုင်းတွေမှာတွေ့မြင်ရတော့မှာဖြစ်ပါတယ်အမေရိကန်နဲ့အခုလိုပြင်းထန်တဲ့ပိတ်ဆို့မှုလုပ်ရကြောင်းအီရန်နိုင်ငံဟာပိုမောကျက်တဲ့အခြေအနေနဲ့ရင်ဆိုင်နေသလိုတစ်ဖက်မှာတော့သူတို့ရဲ့အိမ်နီးချင်းအာရပ်နိုင်ငံတွေနဲ့တရုတ်နိုင်ငံတို့အပေါ်မှာပါရိုက်ခတ်မှုတွေရှိလာနေပါတယ်အထူးသဖြင့်အီရန်ဟာသူတို့ရဲ့ရေနံတွေကိုနိုင်ငံတကာကိုတင်ပို့ရောင်းချနိုင်ဖို့အတွက်ဟော်မုတ်ရေးလက်ကြားကိုဒါမကတခြားသောပင်လယ်ရေကြောင်းလမ်းစဉ်တွေကိုပါအသုံးပြုဖို့ကြိုးစားနေလာဖြစ်ပါတယ်ဒါပေမဲ့အမေရိကန်ဗဟိုမှုစစ်တခြားထိုးကတော့အီရန်ရဲ့ကမ်းရိုးတန်းတစ်ခုလုံးကိုပါစောင့်ကြည့်နေပြီဖြစ်လို့အီရန်ရဲ့ဘလို့ကုန်းသွယ်ရေးမျိုးမှာအဟန့်တားဖြစ်စေမှာပါဒီနေရာမှာစိတ်ဝင်စားဖို့ကောင်းတာကအီရန်ဟာသူတို့ရဲ့ရေနံတွေကိုတရုတ်နိုင်ငံစီကိုတင်ပို့ဖို့စ조사တဲ့အခါမှာအမေရိကန်ရေတက်နဲ့တရုတ်ကုန်းသွယ်ရေးတင်ပို့တွေအကြားထိတ်တိုက်တွေ့ဆုံမှုတွေဖြစ်လာနိုင်ခြေရှိနေတာပဲဖြစ်ပါတယ်ဒါဟာတာမန်ဒေတာရင်းပဋိပက္ခကနေကမ္ဘာအင်အားကွေးနိုင်ငံတွေကြားတင်းမာမှုအထိကူးစက်သွားနိုင်တဲ့အန်ဒီရတစ်ခုဖြစ်ပါတယ်စစ်ပတ်ဆိုင်ရာကျွမ်းကျင်သူတွေကတော့အီရန်ဟာဒီပိတ်ဆို့မှုကိုတုံ့ပြန်ဖို့အတွက်အချိုးမကြီးတဲ့စစ်ဗျူဟာကိုအသုံးပြုလာနိုင်တယ်လို့ခန့်မှန်းထားကြပါတယ်အီရန်မှာခေတ်မော်တဲ့စစ်သင်္ဘောကြီးတွေအမြောက်အများမရှိတော့ပေမဲ့သူတို့မှာမြန်စွမ်းနှုံတိုက်ခိုက်မှုလက်ငယ်တွေနဲ့အသေးခံလက်ငယ်တွေကိုအစုအပြုံးနဲ့အသုံးပြုနိုင်ပြီးအမေရိကန်ရဲ့ဖျက်သင်္ဘောတွေကိုညှောက်ရှက်တိုက်ခိုက်နိုင်စွမ်းရှိပါတယ်ဒါအပြင်အီရန်ရဲ့ကိုင်းနိုဒန်ဒေသမှာဖွက်ထားတဲ့ဒုံးကျည်အသေးကြီးအခြေပစိုက်တွေမှာဒုံးကျည်ဖျက်သင်္ဘောတွေကိုအချိန်မရွေးပစ်ခတ်နိုင်ပါတယ်ဒီလိုအခြေအနေမျိုးမှာအမေရိကန်စစ်သားတွေအနေနဲ့အမြဲတမ်းတတိအပြည့်နဲ့နေထိုင်ရမှာဖြစ်ပြီးဘယ်အချိန်မှာဘယ်ဘက်ကတိုက်ခိုက်ခံရမလဲဆိုတာမသိနိုင်တဲ့စိုးရိမ်စိတ်တွေနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်ဒါကြောင့်လည်းအမေရိကန်လေယာဉ်တန့်သင်္ဘောတွေဟာအီရန်ရဲ့ဒုံးကျည်တွေရဲ့လက်လံနမိတ်အကွာအဝေးမှာပဲခွာပြီးနေရာယူထားရပါတယ်နောက်ထပ်အရေးကြီးတဲ့ချက်ကတော့အီရန်ရဲ့နျူကလ িয়ার အစီအစဉ်ပဲဖြစ်ပါတယ်အမေရိကန်ကအခုလိုစီးပွားရေးအရာအကျက်ကုန်တာဟာအီရန်ကိုနျူကလ িয়ার လက်နက်ထုတ်လုပ်မှုကိုဆွတ်လွတ်လာအောင်တွန်းအားပေးခြင်းလို့ဖြစ်ပါတယ်အီရန်ဘက်ကတော့ဒါဟာသူတို့ရဲ့နိုင်ငံလုံခြုံရေးအတွက်လိုအပ်တယ်လို့ယူဆထားပါတယ်ဒါအပြင်ဒီပိတ်ဆို့မှုဟာပင်လယ်ကွေ့ဒေသရင်းရဲ့အာရပ်နိုင်ငံလေးဖြစ်တဲ့ဆော်ဒီအာရေဗျကူဝိနဲ့ UAE နိုင်ငံတို့အပေါ်မှာပါတက်ရောက်မှုရှိနေပါတယ်အီရန်ကသူတို့ရဲ့ရေနံတွေကိုမတင်ပို့နိုင်တော့တဲ့အခါမှာတခြားနိုင်ငံတွေရဲ့ရေနံတင်ပို့မှုကိုပါညှောက်ရှက်လာနိုင်ပါတယ်အီရန်ဟာသူတို့ရဲ့ရေနံတွင်းတွေတိုက်ခိုက်ခံရရင်တခြားနိုင်ငံတွေရဲ့ရေနံတွင်းတွေကိုဒုံးကျည်တွေနဲ့ပစ်ခတ်မယ်လို့အရင်ကတည်းကချိန်ကြောက်ထားတာဖြစ်ပါတယ်အခုဆိုရင်အမေရိကန်ကအီရန်စိတ်ကိုင်းတွေကိုပိတ်ဆို့ထားပြီးဖြစ်လို့အီရန်ဘက်ကဒီချိန်ကြောက်မှုတွေကိုလက်တွေ့အကောင့်ထဲပေါ်လာမလားဆိုတာကအလွန်စိုးရိမ်စရာကောင်းနေပါတယ်အကယ်၍အာရပ်နိုင်ငံတွေရဲ့ရေနံစက်ရုံတွေတိုက်ခိုက်ခံရမယ်ဆိုရင်ကမ္ဘာရေနံဈေးနှုန်းဟာအခုထက်နှစ်ဆ3ဆလောက်အထိထိုးတက်သွားနိုင်ပြီးကမ္ဘာစီးပွားရေးကပ်ဆိုင်မှုကိုဥတီသွားစေနိုင်ပါတယ်လက်ရှိမှာတော့အမေရိကန်နဲ့အီရန်တို့ဟာတစ်ဖက်ကတစ်ဖက်ဘသူကပိုပြီးအားနည်းသွားမလဲဆိုတာကိုအကဲဆန်းနေကြတာဖြစ်ပါတယ်အမေရိကန်ဘက်ကတော့သူတို့မှာအင်အားကြီးတဲ့ရေတပ်နဲ့ခိုင်မာတဲ့စီးပွားရေးရှိတယ်လို့ယုံကြည်နေသလိုအီရန်ဘက်ကလည်းသူတို့ဟာဆဲတစုပေါင်းစွာပိတ်ဆို့မှုတွေကိုခံနိုင်ရရှိတဲ့နိုင်ငံချလို့ဒီတစ်ခေါက်ကလည်းအလျှော့မပေးနိုင်ဘူးလို့တုံ့ပြန်ထားပါတယ်ဒီလိုအားပြိုင်မှုတွေကြမှာတာမန်အရိယာစင်တင်းဘောစီတွေနဲ့ဒေတာရင်းကပြည်သူတွေဟာစိုးရိမ်ထိတ်လန့်စွာနဲ့နေထိုင်နေကြပါတယ်အပြစ်ခတ်ရစီးရဲ့တပ်ပံမကုန်ခင်မှာထူးခြားတဲ့တန်တမန်ရေးရ reset တွေထွက်ပေါ်လာမလားဒါမှမဟုတ်ကြီးစံဒီစတင်ထွက်ပေါ်လာမလားဆိုတာကတော့လာမယ့်ရက်ပိုင်းတွေမှာသိရှိရတော့မှာဖြစ်ပါတယ်အမေရိကန်နဲ့အီရန်တို့လည်းထိတ်တိုက်ရင်ဆိုင်မှုဟာအခုဆိုရင်နောက်ဆုံးအဆင့်အဆုံးဖြတ်ပေးရမယ့်အခြေအနေကိုဆက်ရောက်လာခဲ့ပါပြီအမေရိကန်သမ္မတထရမ်ကအီရန်စိတ်ကမ်းတွေကိုပိတ်ဆို့ဖို့အမိန့်ပေးလိုက်တာဟာဆက်တစုပေါင်းတွေများစွာအတွင်းအပြင်းထန်ဆုံးစီးရေးနဲ့စီးပွားရေးပေါင်းစပ်ထားတဲ့ဖိအားပေးမှုတစ်ခုဖြစ်ပါတယ်အခုပြုလုပ်တဲ့ပိတ်ဆို့မှုရဲ့အဓိကရည်ရွယ်ချက်ကအီရန်ကိုစစ်တိုက်ဖို့ထက်သူတို့ရဲ့နိုင်ငံဝန်တိုင်းအရင်းဆုံးဖြစ်တဲ့ရေနံတေပို့မှုကိုတုံညအဆင့်အထိညောင်းအောင်ဖျက်တောက်ပြီးစီးနဲ့ညို့ညိုင်းစီးစားဖွင့်ဖို့မှာအလုံးစုံအရှုံးပေးလာအောင်လှုပ်ဆောင်ဖို့ဖြစ်ပါတယ်ဒါပေမဲ့ဒီ view ဟာအလွန်မြင့်မားတဲ့လောင်ကျေးတစ်ခုထက်ထားတာမျိုးပဲဖြစ်နေပါတယ်
အကယ်၍အီရန်ကအညံမခံပဲပြန်လဲတုံ့ပြန်ဖို့ဆုံးဖြတ်လိုက်မယ်ဆိုရင်တော့ဒေသတွင်းစစ်ပွဲကနေကမ္ဘာလုံးကုန်ဆိုင်ရာပဋိပက္ခအထိကူးစက်သွားနိုင်တဲ့အခြေအနေမှာရှိပါတယ်စစ်ဘက်ကျွမ်းကျင်သူတွေကတော့အီရန်ရဲ့တုံ့ပြန်မှုဟာနဲမြစ်သွဲရှိနိုင်တယ်လို့ခန့်မှန်းထားကြပါတယ်ပထမနဲမြစ်ကတော့အမေရိကန်ရဲ့ပိတ်ဆို့မှုကိုစစ်ရေးအရတိုက်ရိုက်တုံ့ပြန်မှုမဟုတ်ပဲရေနံလက်နက်ကိုအသုံးပြုပြီးကမ္ဘာစီးပွားရေးကိုကမုတ်ကမဖြစ်အောင်လှုံ့ဆော်တာဖြစ်ပါတယ်အီရန်ဟာဟော်မုတ်ရေးလက်ကြားထဲမှာရေအောက်မိုင်းတွေကိုအလုံးစုံနဲ့ထောင်လိုက်တာမျိုးဒါမှမဟုတ်ကုံသွယ်ရေးတင်ဘောတွေကိုတုံးချီတွေနဲ့ချင်းရောက်တာမျိုးလှုပ်ဆောင်ခြင်းဖြင့်နိုင်ငံတကာရေနံဈေးနှုန်းကိုထိမ့်မနိုင်သိမ့်မရဖြစ်အောင်လှုပ်လာနိုင်ပါတယ်။ဒါဟာအမေရိကန်ရဲ့မဟာမိတ်နိုင်ငံတွေအပေါ်မှာပါစီးပွားရေးအရာဝန်တုပ်ပုံဖြစ်စေမှာဖြစ်ပြီးအမေရိကန်အစိုးရအပေါ်နိုင်ငံတကာဖိအားတွေကြောက်ရောက်လာအောင်ဖန်တီးတဲ့နယ်ဗျူဟာပဲဖြစ်ပါတယ်။ဒုတိယနယ်မြေကတော့အီရန်ရဲ့ဒေသတွင်းကလှုပ်ဝေခံအရေးအကြီးတွေကိုအသုံးပြုပြီးအမေရိကန်ရဲ့အကျိုးစီးပွားတွေကိုတိုက်ခိုက်တာဖြစ်ပါတယ်။အီရန်ဟာသူ့ကိုယ်တိုင်စစ်ပွဲတဲ့တိုက်ရိုက်မပါဝင်ပဲလက်နက်ကိုင်အရေးအကြီးတွေကနေအာရပ်ပင်လယ်ကွေ့ဒေသတွေမှာရေနံချက်စစ်ရုံတွေသင်းဘောစိတ်ခန်းတွေနဲ့အမေရိကန်စစ်အခြေပစိုက်တွေကို drone တွေဒုံးကျည်တွေနဲ့တိုက်ခိုက်ခိုင်းနိုင်ပါတယ်ဒီလိုဝေဝါးတဲ့စစ်ပွဲဆင်နွှဲခြင်းအချင်းအမေရိကန်ကိုစစ်ရေးအရာအထိနာအောင်လှုပ်ဆောင်နိုင်တယ်လို့တိုက်ရိုက်စစ်ပွဲဖြစ်ပွားမှုကိုလည်းအချိန်ဆွဲထားနိုင်မှာဖြစ်ပါတယ်ဒါကြောင့်လည်းအမေရိကန်ရေးသားဟာအခုအချိန်မှာအီရန်ရဲ့လှုပ်ရှားမှုမှန်သမျှကိုကရုရင်နာတွေကင်းထောက်လီယင်းတွေလည်းမျက်တန်မခတ်စောင့်ကြည့်နေရတာဖြစ်ပါတယ်အမေရိကန်ဘက်ကတော့အီရန်ရဲ့နျူကလ িয়ার အစီအစဉ်ကိုအပြီးပိုင်ဖျက်ဆီးဖို့တောင်းဆိုနေပြီးအီရန်ဘက်ကတော့သူတို့အပေါ်ချမှတ်ထားတဲ့ပိတ်ဆို့မှုအားလုံးကိုအရင်ရုပ်သိမ်းပေးဖို့တန်ပြန်တောင်းဆိုနေတာဖြစ်ပါတယ်။အခုချိန်မှာနှစ်ဖက်စလုံးက assure မပေးဘဲတင်းခံနေကြတဲ့အတွက်အဖြစ်ခက်ရဲ့ CU ကတန်မကုန်းကင်မှာထူးခြားတဲ့တန်တမန်ရေးရာ reset တွေထွက်ပေါ်လာမလား။ဒါမှမဟုတ်ကြီးစံတွေစတင်ထွက်ပေါ်လာမလားဆိုတာကတော့လာမယ့်ရက်ပိုင်းတွေမှာသိရှိရတော့မှာဖြစ်ပါတယ်။ဒီကုန်းချုပ်ပြီးအပြောရမယ်ဆိုရင်အမေရိကန်ရဲ့အီရန်စေကမ်းများပိတ်ဆို့မှုဟာကမ္ဘာနိုင်ငံရေးစစ်တူးကုန်းပေါ်မှာအလွန်အန္တရာယ်များတဲ့ရွေးကွက်တစ်ခုဖြစ်ပါတယ်။ဒီရွေးကွက်ကနေအီရန်ကိုဒူးထောင်းလာနိုင်မလားဒါမှမဟုတ်အရှေ့လေဒီဒေတာတွေမှာထိမ့်မနိုင်သိမ့်မရစစ်မီးတောင်းတွေကိုမီးမွေးပေးလိုက်တာမျိုးဖြစ်သွားမလားဆိုတာကတော့တကဘာလုံးကယင်းသမားမနဲ့စောင့်ကြည့်နေရတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။အမေရိကန်ရေတက်ရဲ့အင်အားပြမှုနဲ့အီရန်ရဲ့ပြင်းထန်တဲ့တုံ့ပြန်မှုတွေကြားမှာကမ္ဘာစီးပွားရေးနဲ့ငင်းချမ်းရေးဟာ6ကန်ပါအစွန်းတနေရာကိုရောက်ရှိနေပြီဖြစ်ပါတယ်။လာမယ့်ရက်ပိုင်းတွင်မှာထပ်ပေါ်လာမယ့်သတင်းတွေဟာကျွန်ုပ်တို့ကမ္ဘာကြီးရဲ့အနာဂတ်ကိုအဆုံးဖြတ်ပေးသွားတော့မှာဖြစ်ပါတယ်။ယခုလိုမျိုးပြည်တွင်းပြည်ပသတင်းအကြောင်းအရာတွေကိုဗတ်မလိုက်မှုမရှိဘဲအချိန်နဲ့တပြေးနဲ့တင်ဆက်ပေးနေတဲ့ကျွန်ုပ်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့ဖိတ်ခေါ်အပ်ပါတယ်။ကြည့်ရှုမိဘပြည်သူတွေရဲ့ထင်မြင်ချက်နဲ့အကြံပြုချက်တွေကိုလည်း comment မှာဝင်ရောက်ရေးသားဆွေးနွေးနိုင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေလို့ Global New မြန်မာ channel ကနေစုမွန်ကောင်းပေးလိုက်ပါတယ်။ကြည့်ရှုနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။